ကဲစားလို့ရပြီ အနန္တဂုဏသမနောအရဇနန္တတိယေဒရေမရမြတ်လာသောယောဂန္တာဘုံတို့နှင့်ပြည့်စုံတော်မူမေတ္တာသောဂေါရမောဂေါရမန်တွင်ဘွားမှာရောမြတ်စွာဘုရားသည်ဒီပင်္ဂရဘာဒမုလေတရမန္တကဗမ၌ဝိညာဉ်တင်ရှားရလေပါတွင်တဘာဝင်းသည်ဒီပင်္ဂရမြတ်စွာတည်းရှိတော်ရင်၌နေယတမလံရေတုကေတာပြစ္ဆေကကတရာပုံမျိုးလန့်တွင်ညွ၍ကိုယ်ကိုဝင်းစင်တရားကံတပြည့်ရှင်မြတ်စွာဒီပင်္ဂရကကဗပတ္တတောကာလ၌ဗုဒ္ဓတဆိုပြန်လေဟူ၍ခွင့်ပြုလျှော်များနောက်တော်သည်နိရိယကိုဝေတစေဩဝန္တုကိုပိလိဒိဋ္ဌာနာယသောလုံးလျာကုမေတ္တနှင့်မဘာတုပတနာမုလယကျေပြုနေတဲ့ဥဒ္ဒကံစံတော်မူပြီး၍ကမ္ဘာဒရာလတ္တာတိကာနေကဘာတကေတတိအနာရှိကုန်သောဇတ္တရေနေရှိယနိလေအသိရှိရောကာလပတ်လုံးသမတိတာပါရမေယောဒါနာသညလကိုရေကောင်းစေအနိပါရမီလိုတော့ကိုဘုရေကာယောလံမြောဖြင့်တရားပြည့်ရည်သင်ကြောသောအတော်ပြည့်ခြင်းတော်မူပြီး၍အန္တိမဘဝတိပင်္ဂရမြတ်စွာကျူး၌ပြဒိဋ္ဌောလကဗပတ္တဆုံးစွာသောဘဝ၌ဒေဝိယကဝိနာမပြည့်ရှင်ဘယံသုံးတော်တဏနမတော်ညာရှောင်းပြည့်กว่าသည်မာယာဒေဝိမေတိတတတောရှိဗျာယီကောစီမီသိရှင်တိုက်မဲ့ဝင်ကြတိုင်း၌ဝသိတောဘောဓသကြဧဇနမေဒုက္ခတစိတ်တမြေလည်းသောကျောက်စိတ်ခွင်ဝေဒီစွမ်းညောညောတော်လုံးသောတိဝါဆိုလာ၏ကြမင်းနေ၌ရှမ်းမြေတန်တွေဆွေးနေစံပြော့ကင်းအောင်တော်မူမည်၍လုံးမီနိဝနေနှမျောတော်သောပဒုံတွေကရှဲ၍ရင်တည်းရင်ကျိုးလွန်တော်မူသောမြင်းပြူညီညီပွင့်ပြူစွန်းသည်လုံးမနိတာမောဟင်ခြင်းတော်၌ဝိဇာယေတော်68ခုသတုတရာဝိသင်္ကနတငါတေဘောတန်တုံသပစုံလာပြေတော့ကြနေ၌ရှမ်းမြေတာယာနတမနံရှမ်းမြေတာယာနပြမနံဘောပါအပေါရင်ကညောက်၍တတော်လောကရမြတ်တဲ့ချက်လျက်နန်းစေကြောကျုတုတထုအောင်မေရှုသံစဉ်ဘွားမြတ်တော်မူမည်၍ဒေါလံသဝတကလည်းတစ်စေရှောင်းလိုက်တက္ကရိတော်တွဲဆိုင်ပြင်းမြောက်၍တော်ရောက်သောအခါ၌ရာဇာသေးဟေတသေရှောင်းသောဆွေတော်ကောင်း၌မောင်ငါမိတ်တဲ့နေတော်ရင်လည်းနမလူဘသူရမဟု၍တံပြမြို့တော်နဲ့သွန်းဆောင်၍ရွှေရောင်မြတ်စွာနဲ့ပြမြတ်သောအိမ်ပါကျွေလုံးမင်းရတော်နဲ့နှပြုံးတဲ့ဝိညာဉ်နှင့်ရွှေတော်ဂေတော်စက်ကျွေးနဲ့တည်းရဲ့နတ်ရဲ့တိတုတိကြတူလျင်စောယုပိန်နှင့်ပွဲဆောင်ကြလေမင်းမင်းတို့တိဘုံမိနေလမယတေကိုမေရတဲ့တော်ကအနုဘဝေတော်လာစတော်နှင့်မြအာရချံတော်စံစားတော်မူပြီး၍ဧကုဏတေသဝတံဧကုဏတေသဝတံတောတဘောယံကျင့်တဲ့မြတ်ကာရကရာတိပါရမီသောနောတည်း၍တော်20ခေါ်သောဘယ်တော်နေရခြင်းညောင်း၍ရောက်တော်မူမဲ့သည်ရှိတော်စတုရောနိမေတေသူဟောသူနာသူတေကာယံတခြား၄ပါးသောနမိတ်ကြီးတော်ကိုဒေတောဥယေဝသယံတသံတော်မူစိတ်တွေ့မြင်တော်မူရလေသောကြောင့်နိမိတ်တိတော်နန္တိတော်နန္တော်ကြံခဲ့တော်၌မပြောမမွေးမြင့်ွယ်တော်မူလာသည်ဖြစ်၍နေကမန္တောကောစေကုဏကိုယတောကျသောဝါသောကုဏမပြကတိနာချွေအားခြင်းမှတေရှာမြေယုရာဟုကို၏ဝါသနေပင်မမွေးနိုင်အောင်ကံကောကာလတို့တော်များဖြင့်ဆန္ဒမဲ့သောအပါကို၍စီတို့ရိုင်လာကံတကနှင့်နမကွာရှောလုံးမတုံတော်ရောက်အောင်မပြတ်တွေ့ကြည့်တွေ့တော်မူလျက်ဗဗ္ဗစေတော်နာဗတ္တကိစ္စနာပြေပါရှိလောအလမေပြောရသောကျင်ဆွေနှင့်လုံးနေသည်ရိတ်ွယ်သုံးသက်သုံးွယ်အသည့်သုံးမြဲယတနာစံကေတာဘောတွေ့တာမရှာဘေကရှာလျက်ထ
ပြောင်းမြန်မာလူကလာတိယောဝတန်ဆန်းကြတဲ့ကဲ့ဖြင့်ဒီနမုံရသွမ်းပြေကလည်းจิตာရှင်လန်းတော်မြိုက်တမ်းမာရန်ပြုတော်မူပြီး၍သဗ္ဗတာနိနနမလိဒီနဝေကွာတော်မြေတာဝေသင်္သာတစိကြောင်းလိုက်တော်ကာလပတ်လုံးဒုက္ခရာစရိယာနိခန္ဓာနုကေတိလုံမကံဩဂုံကံဩပင်ပင်ဆံရကျုနိုင်ခဲ့ဒီလွန်ခဲ့တော်သင်မြတ်တော်ကိုစရိတ္တာနာသွေသောကဖြင့်သက်ဖြင့်တောက်ပြောက်ဟုမကြောက်မရွယ်နောက်မတမ်းပေသက်ဆံယောကံအလို့ပြည့်ကျင့်ကြံတော်မူပြီး၍ဘောဓိမန္တေအဝိဇ္ဇာဣဒဒါနသာသေဒါနသာသေရှိတေနောပြအကျက်ရှာမင်္ဂလာပုံမီတုမရှိသည့်ဘောဓိမန္တေမြေဥကိုင်၌ဘေဇမာရေဒေဝဗုဒ္ဓသာတိအပမင်္ဂပါတို့ကိုစရိတ္တနာအရဟတမန္တတစရိတ္တနာပါရမီတော်မြတ်အရဟတမန္တတန်လည်းဖြင့်ပေပြကုတ်တွင်သုံးသင်ရှင်းလင်အောင်ဝဲခင်လျက်ဩတရေယူယူအောင်လန်းတော်လန်းသူပြီး၍ဗုဒ္ဓဘာဝံလေးပါးသိစ္စာဘုဒ္ဓရာကိုဆရာမဂုဏုနုမဉ္ဇံမပေါပြန်ပြေဝေပံပေယတိမြင်တတ်သည်မဂုဒတွင်ဘုနလူတို့ယူမြဲ့ရဲ့ဘုရားရှင်ဖြစ်သောဘတ်တော်ရာသုံးခုကျုပ်ကစုံလာဖြင့်ဆင်မင်းနေ၌ကျွေကျွေလည်းဆူရောက်တော်မူပြီး၍ဣတိပတနေဣတိပတနာမေဟသောမိဂဒာယမြေဥက္ကမတောမြေသနာစေရှိပါရေပါယစိပါယပြေကြီးနဲ့စေကြီးအနည်းရှိလေယသာတိနဲ့တော့အသက်ပေယမိဂဒာဝယောဂုံတမောဆုံးခြင်းတော်၌ဓမ္မစကံဘုညအကျိုးကျိုးပြေပြုလေးစွာဟောကြားမြင့်ပြသောဓမ္မစကြာဒေသနာတော်ကိုအတေတိဝါဆိုလမ်းပြေစနေနေ့၌ရှမ်းမြေတရားတန်ရှိပြဖြင့်မဟာဝဲဂီတိမမင်ကိုဥဒေကောင်းမြတ်မွန်တော်ရဲ့ဟောကြားဖွင့်လိုက်ကျူးရင်တော်မူလေပြီတံဃောဓမ္မတော်ဘောဓမ္မတွေပေါ်ရှင်တော်မြတ်ဗျာကြီးကိုအဟံငါဟုသမောကျွန်တော်သည်နမမိနိုင်ပင်မြင်မြင်ဗုဒ္ဓဝေကိုစိတ်တွင်ဆွေးမြတ်တရားတတ်ဖြင့်လင်းမြဲရောကြောလက်ဆုံးမော၍ရှေ